မင်္ဂလာပါရှင်ဒီနေ့တော့မေမိုးတို့အိမ်မှာပဇွန်ဒုတ်စီပြန်ကြော်ကလေးပေါ့နော်ကြော်စားပါတယ်ဒါသမီးလေးတွေရဲ့ favorite ပါအဲ့ဒီစီလေးတွေကသူတို့ထမင်းနဲ့နေပေးဖို့အတွက်နည်းနည်းပို့ထည့်ထားပါတယ်ရှင်ဒါပဇွန်တွေပေါ့နော်စီဒါပဇွန်ဘလောက်ဖို့လဲဆိုတော့16ချက်ဖို့ပေါ့နော်16ချက်ဖို့ကြပါတယ်ဒါလေးပဇွန်ကတော့လွယ်ပါတယ်ကင်ရတာเนาะဒါပေမဲ့လည်းကိုကဗီဒီယိုလေးလုပ်ချင်တယ်ဆိုတော့လေဘယ်လိုကင်နေဆိုတာလေး share ပေးလိုက်တာပါအဓိကကတော့ပေါ့ဘာခေါ်လဲဒါအကျောကိုမခွဲဘဲနဲ့ကင်တဲ့ပုံပေါ့เนาะကျောကိုတခါတည်းကကြီးလေးနဲ့ခွဲပြီးတော့ကင်လဲရတယ်ပုံစံ2မျိုးလေးကင်ပြလိုက်ပါတယ်เนาะအဆင်ပြေတယ်လို့ပေါ့လေကိုပိုင်နဲ့နိုင်တဲ့ပုံစံတိုင်းလုပ်လို့ရပါတယ်စီအဲ့ဒါထုတ်ပြလိုက်တယ် That's all ကြောခွဲပြီးတော့အဲ့ဒီကြောတဲ့ဟာတွေလည်းတန့်စင်လိုက်ပါတယ်ကင်ထားပြီးပဇွန်လေးနော်နှစ်သက်ရာစီလေးကိုဦးထဲကိုထည့်မယ်ပြီးလို့ရှိရင်စီပူလာရင်စက်တော်လေးကိုထည့်မယ်စက်တော်လေးကိုနွမ်းသွားတဲ့အထိကြောမယ်စီမုံကိုထည့်လိုက်တာပါလောက်နေသားစီဆုံးထည့်ရတာလုံးဝမအုပ်ဘူးနော်ဒီတိုင်းလေးချက်ဒီတိုင်းလေးနဲ့ကြာရည်ချက်နော်ဒီအားရောက်ပြီဆိုရင်စုံလေးတွေကကြက်ပါပြီခြံလေးကနည်းနည်းလေးပုံလိုက်ပါမယ်Ta-da! ဒါဆိုရင်တော့မေမိုးတို့တအိမ်လုံးကြိုက်ကြတယ်ဒီကပဇွန်ကလက်ရင်ပေါ့နော်ပဇွန်လက်ရင်စားကောင်းပါတယ်ဒါပါပဲရှင်းရှင်းလေးနော်ဘာမှစစမပြားတွေမပါပါဘူးဒီပဇွန်ကြော်လေးကအဲ့လိုကြော်စားရင်မှုေးပြီးတော့ရန်ထမင်းဖြူလေးနဲ့ပုံစားလိုက်ရုံပဲစားကြည့်ကြပါဦးရှင်ဒါကတော့ခြံထဲမှာစိုက်ထားတဲ့နနန်ခင်းပေါ့နော်စီလန်ထရိုခင်းလေးပါဘက်ကရက်မှာစိုက်ထားတာပေါ့နော်အဲ့လိုလက်ဆက်ဆက်ခူးပြီးတော့ဟင်းထဲကိုထည့်လိုက်တော့ရှင်ဟင်းရဲ့ရနံ့ကပို့ပြီးတော့မှုေးပါတယ်ဒါဆေးကြောတန့်စင်ထားတဲ့နနံမင်းလေးတွေပါ